အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့တော့ဟာတာလေးကျွန်တော်စူးစီးထားပါတယ်အားလုံးကျွန်တော်နဲ့အတူတူပေါ့နော်ကြည့်လိုက်အောင်ဗျအောင် let's go ဘာကြီးလဲဒီဒီလာတော့လည်းဖိုက်ပြားကြီးဖြစ်နေတာကျော်ဆက်ကြတယ်နဲတာထပ်ပြီးခမသူမနဲဘူးလေပေါ့သူသိချောင်းမလုပ်တာညောင်းလိုက်တာတော့ပါနဲသူမနဲခေါ်ပြီးလားမဟုတ်ဘူးဟုတ်ပါတယ်မိမလည်းယောက်ျားဖုံးမဆက်ဘူးလေပဲဆိုင်မှာမလည်းမသိဘူးလေအဖြတ်တော့တာယောက်ျားကားတွေ့ရတယ်မဲငါယောက်ျားဒီမှာဆိုပြီးဝင်လာအခန်းနောက်ရှာကြတယ်ယောက်ျားရိုးနေတယ်မှုန်းနေတယ်ဆိုအမနာနဲ့ဆိုကိုလူကိုလိုက်အေးစင်းနော်ကျမဝါဒနာပါတယ်မင်းကလေးချစ်တယ်ဗါတဲ့အိမ်ကမင်းမကလေးချစ်ပြီဆိုလေ